လုံးဝပြန်မသွားရဲတော့တဲ့ထူးဆန်းတဲ့အိမ်တက်လုံးမင်္ဂလာပါရှင် channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တခါတလေမှာတော့နေတိုင်းမြင်နေကြတာမန်ပတ်ဝန်းကျင်နေတဲ့မှာပဲစေကူးထဲမှာတော့ထဲမမှတ်ဘူးတဲ့တဘာဝလုံးအမောင်တို့တွေဖုံးကွယ်နေတတ်ပါတယ်အပြင်မဲ့တဆင်းတက်ရက်နေတဲ့အိမ်တက်လုံးပြီးတော့ထူးဆန်းတဲ့ကာကိုတောင်တကူအဲ့ဒီထဲမှာရှိနေတဲ့အရာကတကယ်ပဲလူဟုတ်ရဲ့လားအစာအလုံးကတာမန်မိုးလွယ်ပိုင်းအချိန်တခုမှစတင်ခဲ့တာပါကျွန်တော်ရဲ့ညီဝမ်းခွဲတွေရဲ့ပြီးတော့ဒေါ်လေးရဲ့ထုံးစံအတိုင်းရက်ကတ်ထမ်းမှာလမ်းဆောင်ထွက်ခဲ့ကြတယ်နေဝင်တရောချိန်မလို့ပတ်ဝန်းကျင်တစ်ခုလုံးကအေဂျန်တိတ်ဆိတ်နေပြီးတော့ထူးခြားမှုဘာမှမရှိခဲ့ပါဘူးစကားတပြောပြောနဲ့လမ်းလျှောက်လာရင်အိမ်တလုံးရှိကိုရောက်มาတော့ကျွန်တော်တို့ခြေလမ်းတွေတုတ်ဆိုင်သွားခဲ့ပါတယ်အပြင်ကကြည့်ရင်တော့အိမ်လေးကတက်တက်ရည်နဲ့ချစ်စရာကောင်းပါတယ်အလားချင်းမဟုတ်ပေမဲ့လည်းစေးသက်ထုတ်ထားပြီးတော့ဂျံဝင်းရလည်းရှင်းလဲနေတာပဲတကက်ကိုတာမန်အိမ်တလုံးပါပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအိမ်ကိုကြည့်ရတာတခုခုကိုဖုံးခွဲထားသလိုမျိုးရှင်ထဲမှာတကူလုံးစိတ်မနေခံစားလိုက်ရတယ်ကျွန်တော်တို့အချင်းချင်းဘာမှမပြောပဲဆက်ဆောက်လာခဲ့ကြတယ်အဲ့ဒီအိမ်ရဲ့ကားကိုတောင်နာအဆောက်မှာတော့တကားတဝက်လောက်ပွင့်နေပြီးတော့အထဲမှာအကောင်းစားကားတစ်စီးရှိနေတာကိုမြင်လိုက်ကြတယ်အဲ့ဒီပတ်ဝန်းကျင်ရဲ့ထူးဆန်းတဲ့အငွေ့သက်နဲ့လုံးဝမလိုက်ဖက်တဲ့ကားမျိုးပေါ့ပို့ပြီးတော့ကြောက်ဖို့ကောင်းတာတော့အဲ့ဒီကားဘေးမှာရက်နေတဲ့သူတယောက်ပဲဗျသူမျက်နှာမှာရှိနေတဲ့အပြုံးကတကက်ကိုကြောချမ်းဆင်စရာကောင်းပါတယ်တဘာဝမကြတဲ့အပြုံးမျိုးပေါ့သူကကျွန်တော်တို့ကြည့်ပြီးတော့လက်ကိုဖြည်းဖြည်းချင်းရမ်းပြနေတယ်ဗီဒီယိုဂိမ်းတွေကဆက်ချို့ရင်းနေတဲ့ NPC ဇက်ကောင်တစ်ခုလိုပါပဲတောက်တောင်ချင်းနဲ့လှုပ်ရှားနေတာပါသူ့မျက်လုံးတွေကပုတ်ကတ်ခြင်းမရှိသလိုမျက်နှာအမူအရာကလည်းလုံးဝမပြောင်းလဲဘူးအဲ့ဒီအတိုင်းဆိုက်ကြည့်နေပြီးတော့လက်ရွယ်ပြနေတာကျွန်တော်တို့တယောက်မှစကားမဆိုမိပဲနဲ့ခြေလမ်းတွေကိုခတ်သက်သက်ပြောင်းလိုက်ကြတယ်ဗျသူနဲ့ဝေးရကိုအမြန်ဆုံးပြေးလာခဲ့မိကြတယ်အဲ့ဒီနေ့ညနေဆောင်မှပဲကျွန်တော်တို့အဲ့ဒီလမ်းထက်ကိုနောက်တစ်ခေါက်ပြောင်းသွားခဲ့တယ်ဗျဘာလို့ပြောင်းသွားလဲဆိုတာမသိဘူးဆက်စုစင်တဲ့စိတ်တွေကြောင့်ထမ်းပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ရှိကိုပြောင်းထွက်ချိန်မှာတော့အခြေအနေအလုံးကပြောင်းပြန်ဖြစ်နေခဲ့ပါပြီအိမ်ရှိကပရင်းပေါက်တစ်ခုကဇက်ခွဲခံထားရပြီးဝုံနိုင်ကျဲပွင့်နေတယ်အိမ်ရှိတကောင်းမကြီးရလဲဟောင်းလောင်ကြီးပွင့်နေလို့အထက်ကအခြေအနေကိုအတိုင်းသားမြင်နေရတယ်အိမ်ထက်ကပြိဘောကတွေအားလုံးကိုဇက်ခွဲဖြက်စီးထားခဲ့ရပြီးတော့မှန်စတွေကလည်းနေရာနဲ့ပြန်ကျဲလို့နေတယ်လေယာဉ်တွေလည်းစုပ်ပြက်ပြီးပျက်စီးနေပြီးတော့တစုံတစ်ယောက်ကတောင်းချမ်းပျက်စီးသွားတဲ့အတိုင်းပါပဲဆော့ဆော့မြင်တွေ့ခဲ့ရတဲ့တက်ရက်တန်ဆက်နဲ့အိမ်နဲ့လုံးဝကိုမတူတော့ဘူးကျွန်တော်တို့ကားကိုတောင်ဘက်ကိုလှမ်းကြည့်လိုက်တော့ကားတော့အကောင်တိုင်းရှိနေရုံပါပဲဒါပေမဲ့စောစောလူကြီးကတော့မရှိတော့ဘူးပြန်လဲမှာပဲအိမ်ထက်ကဇင်းကြံလန်းတိုင်းအရေးတစ်ခုဟာဖြက်ခနဲ့အမြန်လှုပ်ရှားသွားတာကိုမြင်လိုက်ကြတယ်ကျွန်တော်တို့နောက်လည်းမကြည့်တော့ဘဲနဲ့အသက်လူပြီးပြေးခဲ့ကြတော့တယ်အဲ့ဒီနောက်ပိုင်းအဲ့ဒီအိမ်ကြောင့်ဘယ်သူမှပြန်မပြောဖြစ်ကြတော့သလိုဘယ်တော့မှလည်းအဲ့ဒီနားမသွားရဲကြတော့ပါဘူးကျွန်တော်တို့တကယ်ပဲဘာလို့မြင်ခဲ့ရလဲဆိုတာခုတဲ့အထိလွတ်ဝက်ချက်တစ်ခုအဖြစ်ကြံ့ရစ်နေခဲ့ပါတော့တယ်ဇလန်းနဲ့တခင်ယေရှုရဲ့သတိပေးချက်အိမ်မက်နဲ့တိုက်ခန်းအသစ်ကဖြစ်ရမယ်မနက်ခင်း3:18မိနစ်ကဘာကြီးတစ်ခုလုံးတိတ်ဆိတ်နေတဲ့ချိန်မှာတင့်အခန်းတောင်ကအမာတုတဲကနေတစုံတစ်ခုကတင့်ကိုစိုက်ကြည့်နေခဲ့ရင်တင်ပါလို့မလဲအခုပြောမဲ့ဇလန်းကတော့လွန်ခဲ့တဲ့14နှစ်ကတွေးကြုံခဲ့ရတဲ့သွေးပြက်စရာကောင်းလာတဲ့ခရစ်ယာန်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်ရမှန်ဇလန်းပဲဖြစ်ပါတယ်ဖြစ်ပျက်ကလွန်ခဲ့တဲ့14နှစ်ခန့်ကကျွန်တော်ရဲ့ဒေါ်လေးဂျေဘက်ကကြုံတွေ့ခဲ့ရတာပါအဲ့ဒီအချိန်ကဒေါ်လေးကအသက်23နှစ်ပဲရှိသေးပြီးတော့ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ရခါစားတက်ခန်းအသစ်လေးတစ်ခုကိုပြောင်းရွှေ့နေထိုင်တဲ့အချိန်ပေါ့ဒေါ်လေးကခရစ်ယာန်မိသားစုကနေကြီးပြင်းလာပြီးဖခင်တရားအင်မတန်ယိုသေးကိုင်းဆိုင်တဲ့သူတစ်ယောက်ပါနေတိုင်းတမချန်းစာကိုဖတ်တယ်ဖခင်ကြောင့်တက်တယ်လူငယ်ဝိပုကိုးကွယ်မှုတွေမှာလည်းနှုတ်ကပတ်တော်ဝင်ကားတဲ့အထိတက်ဝင်ယုံကြည်သူဖြစ်ပါတယ်ဒီအဖြစ်အပျက်ကတော့2011ခုနှစ်မေလ9ရက်နေ့ညမှာစတင်ခဲ့တာပါဒေါ်လေးကထုံးစံအတိုင်းမအိတ်ခင်မှာမကောင်းဆိုးပါရန်သူမျိုးစုံကနေကောက်ွယ်ပေးဖို့ဆုတောင်းပြီးတော့အိတ်ဆက်ခဲ့ပါတယ်ညတကောင်ရဲ့ချိန်မှာတော့ထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့ပါတယ်အိမ်မက်ထဲမှာဒေါ်လေးကမှောင်မိုက်ညုံမန်းနေတဲ့ကောင်းကင်ကြီးအောက်ကကျဲပြောလာတဲ့တဲကန်နာယာကြီးတစ်ခုမှာတယောက်တည်းရပ်နေခဲ့တယ်တဲပြင်းတွေကတဝုံဝုံတိုက်ခတ်နေပြီးတဲမုံတွေကလွှဲပြတ်နေတာပေါ့အဲ့ဒီအချိန်မှာပဲအလွန်တက်တဲ့ဆွမ်းအားပြည့်စုံပြီးတော့တည်ကြည်လာတဲ့သခင်ယေရှုခရစ်တော်ကရှေ့မောက်မှာဘုန်းတော်နဲ့တင်ရှားလာခဲ့ပါတယ်ခရစ်တော်ကတည်ကြည်တဲ့လေတံနဲ့အခုချက်ချင်းနိုးထတော့မင်းအခုချက်ချင်းနိုးထပြီးသူ့ကိုမောင်းထုတ်ဖယ်ရှားရမယ်လို့မိန့်တော်မူခဲ့တယ်ဒေါ်လေးကကြောက်လန့်တကြနဲ့ဘသူ့ကိုမောင်းထုတ်ရမှာလဲဖျားလို့ပြန်လျှောက်တင်တဲ့ချိန်မှာပဲဟိတ်ထွက်သွားမတဲ့အတန်တော်ထွက်ပေါ်လာခဲ့တယ်ငါနာမနိုင်သူ့ကိုမောင်းထုတ်လို့ခုချက်ချင်းနိုးထလို့အဲ့ဒီနောက်လက်ဖြောက်တစ်ချက်သီးတန်နဲ့အတူဒေါ်လေးကနိုးထလာခဲ့ပါတယ်
အချိန်ကတော့မနက်3:19မိနစ်တိတိပါပဲနုံနုံချင်းမှပဲအခန်းထဲကလေတို့ကတမျိုးကြီးလေးလံအေးဆက်နေပြီးတော့အသက်ရှူရတာမောကျက်လာတယ်တစုံတစ်ခုကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားချက်မျိုးချက်ချင်းဝင်လာခဲ့တယ်ဒေါ်လေးကအခန်းထောက်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့အမောင်တူထဲမှာအရက်အမောင်အလွန်မြင့်နဲ့လူပုံတဲ့အမဲရောင်အရေးကြီးတစ်ခုမတ်တက်ရက်နေတာကိုမြင်လိုက်ကြတယ်။အဲ့ဒီအချိန်ကအခန်းထဲကအမောင်တူထက်ကိုပို့ပြီးတော့နမ်းမောင်နေပြီးအသက်ရှူတန်ကလည်းမရှိဘူး။လှုပ်ရှားမှုလည်းမရှိပဲဒေါ်လေးကိုစကြည့်နေတာပါ။ကြောင်စိတ်ကြောင်တကူလုံးတုံရင်နေပေမဲ့အိမ်မက်တရစကားကိုတတိယပြီးဘေးကလေးကလဝါကတ်တန်ကိုကြစ်ကြစ်ပအောင်စုပ်ကန်ရင်သခင်ယေရှုခရစ်တော်ရဲ့နာမ၌သူ့ကိုငါးပေါင်းထုတ်တယ်လို့တိုတိုလေးရွတ်ဆိုလိုက်တယ်။အဲ့ဒီအခါအမန်းရောင်အရေးကြီးကတုန်ခါသွားခဲ့တယ်။ဒေါ်လေးကအာယုံမတက်ထရပြီးပိုကျတဲ့အတန်နဲ့သခင်ယေရှုရဲ့နာမတော်နဲ့မကောင်းဆိုးဝါးအလုံးကိုငါမောင်းထုတ်တယ်လို့ထပ်မံအော်ဟစ်လိုက်တဲ့အခါမှာတော့အဲ့ဒီအရေးကြီးကရှေ့ကိုဝုံကနေတိုးဝင်လာပြီးဖန်ခွက်တစ်ခွက်ရက်ခွဲခံလိုက်ရတယ်လို့မျိုးအစိတ်စိတ်မုံမှကွဲရသွားပါတော့တယ်။အမဲရောင်အပိုင်းစတီတဲ့ကလေးထဲမှာလွှင့်စင်သွားပြီးတော့မိကိုအငွေ့တွေအဖြစ်ပျောက်ကွယ်သွားခဲ့တယ်။အခန်းထဲမှာလည်းပုံမှန်အတိုင်းပြန်လဲအေးချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ဒေါ်လေးအဲ့ဒီညကဆမ်အိတ်ရဲတော့ပါအောင်။စာအုပ်စင်စီဖြည်းဖြည်းချင်းလျှောက်သွားပြီးတော့တမချန်းစာကိုယူတယ်။ပရင်းပုံနာကလတ်ထိုင်မှာထိုင်ရင်မင်းအိမ်ဝါဝါလေးရဲ့အလင်းရောင်အောက်မှာကျန်းစာကိုတညလုံးဖတ်နေခဲ့တယ်။အလင်းရောင်ကအခန်းထဲကအေးဆက်ဆက်အငွေ့တက်တွေကိုမောင်းထုတ်ပေးခဲ့တယ်လို့ခံစားရပြီးမိုးလင်းလာတဲ့အချိန်ကြောက်မှပဲစိတ်အေးသွားခဲ့ရပါတယ်။အဲ့ဒီအချိန်ကဒေါ်လေးကအိမ်အောင်ကြပြီးသားသမီးနှစ်ယောက်ရရှိနေပြီဖြစ်ပေမဲ့အဲ့ဒီညကအိမ်မက်နဲ့ဂဲတင်ချင်းအတွက်ကတော့ဘုရားသခင်ကိုနေတိုင်းကျေးဇူးတော်ရှင်မောဆဲဖြစ်တယ်လို့အခန်းတောက်ကအမဲရောင်ရိတ်ကြီးကိုလည်းဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ပါဘူးဆက်လန်တော့ဇွာအိမ်မှာတုတ်ခဲ့ရတဲ့တူးဆန်တဲ့တတိပေးချက်ညညတကောင်ပတ်ဝန်းကျင်တစ်ခုလုံးကိုတိတ်ဆိတ်နေတဲ့ချိန်မှာတင်ပရင်းပေါက်မှန်ကိုတစုံတစ်ခုကလာပြီးတော့ကုတ်ချစ်နေရင်ပြီးတော့မိဖို့ကြောင့်ထဲမှာဖန်ခွက်တွေရက်ခွဲတန်ကြားရရင်တတိထားပါဒါဟာကြောင်တကောင်မဟုတ်နိုင်ပါဘူးလိုက်ကာကိုလှမ်းမဖွင့်လိုက်ပါနဲ့အပြင်မှာမျက်တော်မခက်ပဲစိုက်ကြည့်နေတဲ့တရဝါတကောင်ရှိနေလို့ပါပဲအဲ့ဒီတော့ကကျွန်တော်အသက်12နှစ်ပဲရှိသေးတယ်ဗျအဖွားတို့ရဲ့တိတ်လက်စွာကအင်္ဂလိပ်မှာပေါ့နေကေးဘက်ဆိုရင်နှွေးထွေးပြီးတော့လုံခြုံမှုရှိလာတဲ့အဲ့ဒီအင်ကြီးဟာညာဘက်ရောက်ရင်တော့စိတ်တစားဆန်ဆန်ပြောင်းလဲတော့တတ်တယ်ညတကောင်ကျော်မနဲ့2နာရီလောက်မှာကျွန်တော်နဲ့ဝမ်းခွဲမောင်နှမအဲခန်းထဲမှာစုပြီးတော့လူကြီးတွေနူးမသောတိုးတိုးတိတ်တိတ်စကားပြောရင်ရီမောနေကြတာပေါ့အဲ့ဒီအချိန်မှာပဲပရင်းပေါက်မှန်ကိုတစုံတစ်ခုကလာပြီးတော့ပိုဆွဲတန်ကုတ်ချက်တန်လို့ကြားလိုက်ရတယ်လေးတိုက်လို့ဖြစ်တဲ့အတန်ထက်ပို့ပြီးတော့ပြတ်သားလို့နေတာကျွန်တော်တို့လည်းကြောင်းကောင်းကောင်းနေပါဆိုပြီးစကားဆက်ပြောနေကြတယ်။ဒါပေမဲ့ခဏကြာမှတော့မိဖို့ကြောင့်ဘက်ကနေဖန်ခွက်တွေရက်ခွဲလိုက်တယ်လို့မျိုးဝုန်းဆိုတဲ့အတန်ကြာကြီးကြားလိုက်ရလို့အားလုံးကြောက်ရွံ့တယ်လို့ငြိမ်သက်သွားကြတယ်။ကျောင်းကပကံတွေတိုက်မိတာနေမှာပါလို့တယောက်ကတူတူလေးပြောပေမဲ့လည်းစိတ်ထဲမှာတော့အားလုံးထိတ်လန့်နေကြပြီ။အဲ့ဒီအချိန်မှာပဲပရင်းပေါက်မှန်ကိုဒုတိယချိန်ထပ်ပြီးတော့ကုတ်ချက်လိုက်ပြန်တယ်။ဒီတစ်ခါမှတော့ပို့ပြီးတော့ပြင်းထန်တယ်လို့ပို့ပြီးလဲနှွေးကွေးနေတယ်။သူရှိနေတယ်ဆိုတာကိုသိစေချင်တဲ့အတိုင်းပါပဲ။ကျွန်တော်တို့ထဲမှာပါတဲ့တူဦးတဲ့တော့ယောက်ျားလေးဖြစ်တဲ့မောင်လေးကတတိမွေးပြီးတော့လိုက်ကောက်ဖြည်းဖြည်းချင်းဟာဟာလေးချောင်းကြည့်လိုက်တယ်။ဒါမဲ့သူကြည့်ပြီးတာနဲ့ချက်ချင်းနောက်ကိုလမ်းကျလာပြီးတော့ပိတ်လိုက်အမြန်ပိတ်လိုက်လို့ကြောက်လန့်တကြားကုန်းတော်တော့တာပဲ။ဒါမဲ့နောက်ကျသွားခဲ့ပါပြီ။ကျွန်တော်တို့အားလုံးမြင်လိုက်ကြတယ်။ပရင်းပေါက်မှန်အပြင်ဘက်ကနေကျွန်တော်တို့ကိုစိုက်ကြည့်နေတဲ့တရားဝါတကောင်သူ့မျက်နှာကမျက်နှာဖုံးတစ်ခုလိုမျိုးဖြူစွတ်ပြီးတော့ရှောမွေ့ဝိုင်းဆက်နေတယ်။အကြောက်ဆုံးအချက်ကသူ့မှာမျက်ခုံမရှိဘူး။မျက်တောင်လည်းမခတ်ဘူး။အဲ့ဒီတဘာဝမကြတဲ့မျက်လုံးစုံနဲ့စိုက်တိနေရင်ပါဇက်ကနေလေးချွန်တန်ခတ်အေးလေးထွက်နေတာပါကျွန်တော်တို့ကိုလောင်ပြောင်နေသလိုပဲဟောနေသလိုမျိုးလေးချွန်တန်ကပုံမှန်လေးထွက်ပေါ်နေတယ်ကျွန်တော်တို့လိုက်ကောက်ဝုံငနဲ့ဆွဲပေပြီးအပေါ်ထက်အခန်းထဲကိုအသက်လူပြေးတကားကျက်ထိုးပြီးအသက်မထွက်အောင်ပဲအမောင်ထဲမှာပုံနေခဲ့ကြတယ်ဘယ်သူမှနောက်လည်းမကြည့်ရဲကြပါဘူးနောက်ရက်မှာတော့ကျွန်တော်ညီဝမ်းခွဲ2ယောက်လုံးဖျားနာပြီးအင်အားကြီးနဲ့ကစကားပါမပြောနိုင်တော့တဲ့အထိဖြစ်သွားခဲ့တယ်အဖွားကတော့အဲ့ဒီအချိန်လေးကိုတိတ်အံ့ဩပုံမရပဲသူတို့ကနင်တို့ကိုညနေတစ်မအိပ်ပဲမနေနဲ့လို့လာတတိပေးတာလို့ပဲအေးအေးဆေးဆေးပြောရှာတယ်။ဒါမဲ့မြတ်တော်မခက်ဘက်စားကြည့်နေတဲ့အဲ့ဒီဖြူဆွဆွမျက်နှာချင်းနဲ့ချောင်းလန့်စရာလေးချွန်တန်ကတော့ညဘက်တိတ်ဆိတ်ယုံရှိတိုင်းကျွန်တော်ရဲ့အိမ်မက်တွေရဲ့အထိအခုထိချောင်းလန့်နေစေဖြစ်ပါတယ်။ပရိသတ်များရှင်ဒီကနေ့ရဲ့တက်ဆက်မှုလေးကိုကြိုက်တယ်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ like and share လေးလုပ်ပြီးတော့ comment လေးမှာလည်းရေးသားပေးခဲ့ကြပါဦးရှင်။နောက်ရများမှာလည်းဒီလိုတဲထိတ်ရင်ဖို့ဇလန်းနေနဲ့ပြန်လဲစုံပေးကြရအောင်ပါရှင်။